သမိုင်းတစ်လျှောက်အမောင်ဆုံးဖြစ်ရတဲ့တဲကတစ်ခုထစ်တဲ့ပထမဆုံးအနုမြူပုံစမ်းသပ်မှုရဲ့ကြေကွဲစရာအမှန်တရားဒါဟာလူနေအိမ်ခြေတွေနဲ့12မိုင်လောက်သာဝေးကွာတဲ့နေရာမှာကြိုတင်တတိပေးချက်မရှိဘဲဖောက်ခွဲခဲ့တဲ့ပထမဆုံးအနုမြူပုံစမ်းသပ်မှုရဲ့အကျိုးဆက်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီနေ့ကလူတွေဟာအိပ်ပျော်နေစဉ်မှာပဲအင်းထန်နဲ့ပောက်ကွဲတံကြီးကြောင့်လန်နိုးလာခဲ့ကြပါတယ်မကြခင်မှာပဲကောင်းကင်ရန်ကနေနှင်းပွင့်တွေလိုမျိုးအဖြူရောင်အဖက်ကလေးတွေကျွေကျလာခဲ့ပါတယ်ခလီးငယ်တွေဟာဒါကိုနှင်းတွေလူထင်မှတ်ပြီးပျော်ရွှင်စွာဆော့ကစားခဲ့ပေမယ့်တကယ်တော့ဒါတွေဟာ nuclear fallout လို့ခေါ်တဲ့ကျောင်းမှတ်ဖွဲရေဒီယိုတတ်တိကြွဖုံးမုံတွေပဲဖြစ်ပါတယ်ဒီဖုံးမုံတွေဟာလူနေအိမ်တွေစိုက်ခင်းတွေနဲ့မြေပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပြီးရေဒီယိုတတ်တိကြွအညီကျေးတွေကိုပြန့်နှံ့စေခဲ့ပါတယ်သိမကြခင်ပါနဲ့စိုက်ပျိုးတီးနှံတွေဖြစ်စည်းကုန်သလိုတရိတ်ဆန်တွေလည်းတကောင်ပြီးတကောင်တည်ဆုံးကုန်ပါတော့တယ်ဒါတွေမကပါဘူးနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့အပိမတ်တဲ့ပြည်သူတွေဟာလည်းယောဂဝေဒနာမျိုးစုံနဲ့အသက်ဆုံးရှုံးခဲ့ကြရပါတယ်ဒါဟာသူတို့ကိုကြိုတင်သတိပေးခြင်းမရှိခဲ့တဲ့အတွက်ခံစားခဲ့ရတဲ့လူသားမဆန်တဲ့အကျိုးဆက်တွေပဲဖြစ်ပါတော့တယ်